သူဘာလို့မင်းကိုသဘောကျတာလဲတနည်းအားဖြင့်ပြောရမယ်ဆိုရင်သူဘာလို့ကိုအနားမှာရှိနေရလဲသူဘာလို့ချင်လို့လဲသူဘာကြောင့်ကိုယ့်ရဲ့အနားမှာလိပ်ပြလေးလို့အနားမှာဝင်နေရလဲပေါ့နော်အဲ့တော့အခုကိုအနားမှာရှိနေတဲ့သူတရားကိုစိတ်ထဲမှာတွေးသီးလား crush ဆိုရဲအကန်တန်တစ်ခုတက်ကိုတငယ်ချင်းတယောက်မိတ်ဆွေတယောက်ဒါမှမဟုတ်ရင်လည်း online မှာနေခင်တဲ့ social က friend တယောက်စသဖြင့်ဒီလူတယောက်ကကိုကိုဘာလို့သဘောကျတာလဲဘာကြောင့်ကိုအနားမှာရှိနေတာလဲဆိုရဲ reading အတွက် backup ပိုင်းလေးလုပ်ပြီးမှဖြစ်ပါတယ်အဲ့တော့ထုံးစံအတိုင်းပဲရွေးစရာပိုင်းလေးတွေရှိမယ်စနေခရီးခွန်လေးတွေပေါ့နော်အမဒါလေးကဖိုင်1အတွက်ရွေးရမယ်ချစ်စရာလေးကျွန်တော်အတိုင်းပဲဒါလေးကပိုင်း2အတွက်ရွေးရမယ်ခရီးခွန်လေးပြီးတော့ဒါလေးကပိုင်း3အတွက်ပေါ့နော်ပုံစံတော့မတူဘူး site တွေလည်းကွာတယ်ဒါပေမဲ့လည်းကိုဒီဖြစ်နဲ့ဆွဲဆောင်နေလို့ခံစားရတဲ့ပိုင်းတစ်ခုကိုတေချာလေးရွေးပြီးပေါ့နော်ဒီလူတယောက်ကိုဘွားလည်းရှိနေရတဲ့အကြောင်းရင်းကဘာလဲဘာကြောင့်ကိုယ့်ရဲ့အနားမှာရှိနေတာလဲနဲ့ဘာတွေဆောင်ရမလဲဘာတွေရှောင်းရမလဲဆိုတော့ reading လေးပဲဖြစ်ပါတယ်ဆိုတော့ရွေးထားပြီးပြီလို့လည်းကျွန်တော်ထင်ပါတယ်အဲ့တော့ reading လေးကိုပြန်လာခဲ့ပါခင်ဗျာသူဘာလို့ကိုယ့်ရဲ့အနားမှာရှိနေတာလဲသူနဲ့တွေ့ဆုံမှုကရေစက်လာဝတ်ကြွေးလားဒါမှမဟုတ်ရင်လည်းသူ့မှာဘာလို့အဲ့လို့သူကိုယ့်ရဲ့အနားမှာဘာကြောင့်ရှိနေရလဲကိုယ့်ရဲ့ဘယ်ချက်တွေကိုသဘောကျရလဲဆိုတာအတွက် pick up and reading လေးဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုဘိုင်မရွေးပဲမြင်မိတယ်ဆိုရင်လည်း energy match ဖြစ်လို့ပါစိတ်ဝင်စားမှုရှိရဲ့ curious ဖြစ်တယ်ဆိုရင်လည်းအဆုံးထိကြည့်သွားလို့ရပါတယ်ပြီးတော့ကျွန်တော်ရဲ့ပညာကိုလေးစားတဲ့ဆိုရင် energy ကိုက်မကိုက်လေးမှန်းခဲ့ပြီးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျမပင်မုံလန်းထင်ပါတယ်ဗျဆိုတော့ reading အတွက်နမိတ်လေးကောက်လိုက်ကြပါမယ်အဲ့တော့အဓိကကိုကိုဘာလို့သဘောကျလဲဆိုတော့ကိုရဲ့တီးခံတဲ့စိတ်လို့ပြောရင်တော့မှန်မယ်တိလားပြဿနာတွေဖြစ်လာပြီဆိုရင်ဟန်ချက်မပြတ်ဘဲနဲ့ထိန်းနိုင်တဲ့အခိုက်အတန့်မျိုးရှိတယ်သုံးဆိုတိုင်းကြားဆိုကြိုက်ရမလားဒါမှမဟုတ်ရင်လည်းလောကကြီးကိုအကျော်တင်းနဲ့ဖြတ်တန်းတဲ့သူတွေကဒီပိုင်ဝမ်ထဲမှာပါနေရကွယ်အဲ့တော့တစ်ဖက်လူကိုသဘောကျရဆိုတော့အကန်ထက်တော့ကိုကြည်ရတဲ့လောက်ကကျတော့စိတ်ရှည်တီးခံလမ်းကြောင်းမှန်ပေါ့နော်ပြမစုတရား၄ပါးဖြစ်တဲ့မေတ္တာဂရုဏာမုရိဒာဥပက္ခဆိုရဲ၄ပါးစလုံးကိုလက်ခံကျင့်သုံးနိုင်တဲ့သူတွေကဒီပိုင်းထဲမှာပါမယ်လို့ထင်တယ်ပတ်ဝန်းကျင်နဲ့လက်လျော်ညီထွေအောင်နေတတ်တယ်ပြီးတော့ကိုယ့်ရဲ့အခုကိုရွေးလိုက်တဲ့သူတယောက်နဲ့ဆိုရင်လည်းအမြဲတမ်းအဝင်ကုန်ကြဖြစ်တယ်အမြဲတမ်းလို့သူနဲ့ကိုနဲ့စကားပြောနေရင်သူ့တခါလေကိုပြောပြလိုက်မယ်နည်းနည်းရန်အေးချမ်းတယ်လို့နေကအရင်ကြိုးစားတယ်လို့နင်းပုံစံလေးကသဘောကျတဲ့ပိုင်းညာပေါ့လို့ဒါကလို့ယူပြောနေရမျိုးမဟုတ်ဘူးဒီလားသူရဲ့စိတ်ထဲကနေပြောတကယ်ပြောချင်တဲ့စကားတစ်ခုပြောနေရပါတော့အဓိကကိုရဲ့ပုံစံလေးကအေးချမ်းတယ်ပြီးတော့ငင်းငင်းချမ်းချမ်းနဲ့ပြဿနာတွေဖြစ်သွားပြီဆိုရင်အေးဆေးဘာမှမဖြစ်တယ်လို့ဟန်ဆောင်မှုကင်နဲ့နေနိုင်တဲ့အထဲမှာပါတယ်ပြီးတော့စိတ်ရှည်တီးခံလွယ်တယ်ဒီလိုအချက်တွေကတစ်ဖက်လူကိုအဓိကသဘောကျစေတယ်ဆိုရဲအချက်လေးတွေဖြစ်ပါတယ်ခင်ဗျာဆိုတော့ reading လေးကဒီလောက်ပါပဲဗီဒီယိုအရင်ရှိတော့မှဆိုလို့ပါဆိုတော့ energy ကိုက်မကိုက်မှန်းခဲ့ပေးပါအောင်ခင်ဗျာပြီးတော့ personal reading ချင်တယ်ဆိုရင်ကျွန်တော်ကို Viber နဲ့ Telegram ကနေပြီးတော့ဆက်သွယ်လို့ရပါပြီခင်ဗျာဆိုတော့ see you next video ပါဗျာ hello ဆိုတော့သူကိုဘာကြောင့်သဘောကျရတာလဲတနည်းအားဖြင့်ပြောရမယ်ဆိုရင်သူကိုရဲ့အနာမှာရှိနေရပါလေရေစက်လာဝတ်ကြွေလားဘယ်လိုအချက်မျိုးတွေအကြောင်းသူကိုရဲ့အနာမှာရှိနေရလဲတစုံတစ်ယောက်ပေါ့နော်အဲ့တော့ဒီ reading လေးကတကယ်တော့ပိုင်း2ပါပိုင်းမကြွေးပဲမြင်မိတယ်ဆိုရင်ကိုနဲ့ energy match ဖြစ်လို့ပါကိုလည်း TV တွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့အဆုံးထိကြည့်သွားပါခင်ဗျာပြီးတော့ကျွန်တော်ရဲ့ပညာလေးကိုလေးစားတယ်ဆိုရင်လည်း energy ကမကိုက်လေးမှန်းခဲ့ပြီးဖို့မြစ်တာရက်ခံရပါတယ်ခင်ဗျာမပင်ပန်းလက်ထင်ပါတယ်ဗျဆိုတော့ strength gap ကိုကြာလာပါတယ်အဲ့တော့ဒီလူတယောက်ကိုရဲ့အနာမှာရှိနေတယ်ပြီးတော့ဒီလူတယောက်ကိုအနာမှာရှိနေတဲ့အကြောင်းရင်းကဘာလဲကိုဘာလို့သဘောကျတာလဲပေါ့နော်အဓိကပြောပါဆိုရင်တော့ကိုရဲ့ရဲရင်တဲ့ခွန်အားတစ်ခုကိုညွန်ပြရလိမ့်မယ်အဲ့လေစကားလုံးနေလည်းတော့ကြီးတယ်ဗျာကိုရဲ့ရဲစွမ်းတတိတွေပြီးတော့တခုခုဆိုရင်ရုံရုံကြည်ကြည်နဲ့ရှေ့ဆက်နိုင်တဲ့အပြုံးမပြတ်ပဲရှေ့ဆက်နိုင်တဲ့အထဲမှာပါတယ်ညတလောက်ကကျတော့ဒီဆရာနဲ့ပတ်သက်တာမျိုးတွေပေါ့နော်ဒီလိုနယ်ပယ်တစ်ခုခုနေရာတစ်ခုခုမှာဆရာဖြစ်အောင်ကြိုးစားနေတဲ့သူမျိုးလေးတွေဒါမှမဟုတ်ရင်လည်းဆရာဖြစ်ပြီးသားခိုက်တန်းတစ်ခုကိုယ့်ဟာနဲ့ကိုယ်ဆရာလို့မခံယူရင်တော့ဆရာလို့ပတ်ဝန်းကျင်ကနေပြီးတော့တမုတ်ပြီးခေါ်နေခံရတဲ့သူတွေကဒီ reading ကိုရွေးမယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့အဓိကထိန်းချုပ်နိုင်စွမ်းနေရှိတယ်တစ်ခုခုဆိုရင်nothing is impossible ပေါ့နော်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ယုံကြည်မှုပြင်းထန်တဲ့သူမျိုးတွေပါတယ်အဓိကဒီရဲ့စိတ်ကိုဒီကိုကြည့်နေတဲ့တစ်ဖက်လူကကိုယ့်ရဲ့ဒီစိတ်တွေကိုသဘောကျရဆိုတဲ့ခိုက်တံမျိုးရှိတယ်ဘယ်အခြေအနေကိုမဆိုကြော်လွှမ်းနိုင်တဲ့ AACC နဲ့တမာတမတ်တရားရှေ့ဆက်နိုင်တဲ့အထဲမှာမျိုးပါတယ်ပေါ့နော်ရဲရင်နဲ့ပြတ်သားတယ်ပြီးတော့လှုပ်ချင်တဲ့အရာတစ်ခုအတွက်ဆိုရင်မဖြစ်အောင်လို့တက်တဲ့စိတ်မျိုးတွေရှိတယ်စူးစားတယ်ပေါ့နော်ဒီစိတ်မျိုးတွေကလူတွေကိုဆွဲဆောင်တဲ့ခံစားချက်မျိုးကိုဖြစ်စေနေရသီလားဒီလူမှမဟုတ်ပဲနဲ့ကိုယ်တိုင်တတိပြန်ဝင်ကြည့်ပြန်မေးကြည့်ငါဒီလိုလူဟုတ်ရလားလို့ပေါ့နော်မဟုတ်သေးဘူးဆိုရင်လည်းဟုတ်လာလိမ့်မယ်အဓိကကိုစိတ်ကအရင်မိုက်တယ်ပေါ့နော်ကိုကလည်းကိုယ်ကအားမလို့အားမရတာဖြစ်နေရပတ်ဝန်းကျင်နဲ့တစ်ချက်ပြန်ကြားလိုက်ပြီဆိုတော့အရာတွေကအလိုသတင်းမွေးလေးတွေပေါ့နော်ကောင်းသတင်းပြန်ကြားတဲ့ပုံစံမျိုးတွေပဲရှိတယ်ရုံရဲစွမ်းတတိရှိတယ်ဘလို့
ပြဿနာပဲလားဘလို့အခက်ခဲပဲလားရင်ဆိုင်ဖြေရှင်းနိုင်တယ်အဲ့တော့ဒီလိုအချက်မျိုးတွေကြောင့်သူကကိုယ့်ကိုသဘောကျတယ်ဆိုတဲ့ energy မျိုးတွေတော့ရှိပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုအရင်ရှိသွားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကတော့ကကြောတော့လောက်ပါပဲအဲ့တော့စုံနေတိကျပြခဲ့တယ်ဆိုရင် energy မကိုက်မကိုက်ဆိုတာကိုမှတ်ခဲ့ပြီးကိုမြင်တာရခံပါတယ်ပြီးတော့နောက်ထပ်ဘလို့ reading လေးသိချင်လဲဆိုတာကိုလည်းမှတ်ခဲ့ပေးကြပါအောင်ခင်ဗျာဆိုတော့ see you next video ပါဗျသူကိုဘာလို့သဘောကျတာလဲတနည်းအားဖြင့်ဒီလူတယောက်ကိုယ့်ရဲ့ဘဝထဲမှာရှိနေရတဲ့အကြောင်းရင်းကဘာလဲဘာကြောင့်လဲပေါ့နော်ဒီစက်လာဝတ်ကြည့်လာဘလုံးတွေးဆောင်ခြင်းလဲဘာကြောင့်လဲအဲ့တော့တကယ်တမ်းကဒါကပိုင်း3ပါဒါပေမဲ့ပိုင်းမယူပဲမြင်ခဲ့တဲ့ဆိုရင်လည်း energy match ဖြစ်တဲ့လောက်ထိကြည့်ပြီးတော့ယူပေးပါခင်ဗျာဆိုတော့ပညာလေးကိုလေးစားတဲ့ဆိုရင်မှတ်ခဲ့ပေးကြပါအောင်ဆိုတော့ဒါကဒီ reading အတွက်ကန်နမိတ်လေးပါအဓိကကြတော့မဖြစ်ဖြစ်အောင်ရအောင်လို့တဲ့စိတ်မျိုးလို့တော့ပြောလို့ရမယ်သီလားရေဆက်လာဝတ်ကြည့်လားဆိုတော့ရေဆက်ပေါ့နော်ဘယ်လိုပဲကြည့်ကြည့်ဘယ်ကဘာကနေပဲချူတောင်းကနေပဲကြည့်ကြည့်ရေဆက်လို့ပြောလို့ရင်တော့ပြီးသွားလိမ့်မယ်ဒီလူတရားကိုယ်ထဲမှာရှိနေတဲ့အကြောင်းမျိုးမဟုတ်သလိုဟိုသူ့ကိုယ်ဘဝထဲမှာရှိနေရတဲ့အကြောင်းမသက်မဟုတ်သလိုကိုသူ့ဘဝထဲမှာရှိနေရတဲ့အကြောင်းမျိုးကလည်းအကြောင်းသက်မဟုတ်ဘူးသီလားတယောက်နဲ့တယောက်ကအဲ့လို healing vibe နဲ့သွားမယ့်ပုံစံမျိုးရန်ဖြစ်လိုက်ချစ်လိုက်ဆိုတဲ့ပုံစံမျိုးနဲ့ရှိလိမ့်မယ်အဲ့တော့တစ်ဖက်လူကရီးစားလဲဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရင်လည်းကိုယ်သဘောကျနေတဲ့သူမျိုးကတငယ်ချင်းလည်းဖြစ်မယ်ပေါ့နော်ဒါကကိုတွေးလိုက်တဲ့ ကိုတွေးလိုက်တဲ့လူတယောက်ပုံမှာအဓိကမူတည်သွားလိမ့်မယ်အဓိကနှစ်ယောက်ကကျတော့ငကိုတစ်စိတ်ပုံစံမျိုးနဲ့တိုက်ဆိုင်တာများတယ်သူညီတာများတယ်တခုဆိုရင်သူလက်ထားကြိုက်တယ်ကိုလက်ထားကြိုက်တယ်ဒီလိုပုံစံမျိုးတွေရှိတယ်အဓိကသူနဲ့တိုက်တူတာကိုကြိုက်တယ်သူကလူတိုင်းနဲ့ဘပေါင်းတင်းကွင်မဆန်ကိုလည်းအဲ့လိုပဲဒါပေမဲ့အခုကနှစ်ယောက်တယောက်တွေ့သွားတော့ငကိုတစ်စိတ်ဖြစ်သွားတဲ့ပုံစံမျိုးတွေရှိတယ်ပိုင်ဆိုင်ခြင်းတဲ့အနေအထားမျိုးတွေပြီးတော့ကိုဟာနဲ့ကိုလုံးအခက်အခဲဖြစ်နေတဲ့အရာတခုသူ့တိုင်ပင်လိုက်တဲ့ဆိုရင်အဆင်ပြေသွားတာမျိုးသူခက်ခဲနေတဲ့အရာတခုတိုင်ပင်လိုက်ပြီးဆိုရင်ကိုကသူ့ရဲ့ဒီဆက်ရလို့ motivation speaker လို့နဲ့သူ့ဘဝကိုလမ်းညွှန်ပြသနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ဒီအချက်မျိုးတွေကသူကိုယ့်ကိုသဘောကျစေတယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်မြင်ရတဲ့လောက်ကကျတော့နှစ်ယောက်စလုံးကဒီလိုချင်းမညီတဲ့သူမျိုးတွေဖြစ်နေမယ်ကိုရောတစ်ဖက်လူရောပေါ့နော်ချင်းမညီတဲ့သူမျိုးအများတန်းပတ်သွားနေရတဲ့သူမျိုးအများတန်း on the road ပေါ့နော်မနဲ့မိုးလင်းညမိုးချုပ်လက်မမအချင်းကုန်တဲ့သူမျိုးဖြစ်ဖို့များမယ်တော့ကျွန်တော်မြင်တယ်ဟုတ်လားမှန်းခဲ့အောင်ပေါ့နော်ပြီးတော့အဓိကတခုခုဆိုရင်ဗျာသူကိုယ့်ကိုအဓိကသဘောကျတာသူမပြမြောက်သေးတဲ့ကိစ္စမျိုးတွေကိုနဲ့တိုင်ပင်ပြီးသွားတာမျိုးတွေအဓိကကိုယ့်ရဲ့ဆွဲဆောင်နဲ့အကန့်တစ်ခုပြောဆိုရင်လည်းဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ social မှာကြည့်လိုက်ရင်တော့တကယ်လူလိပ်ပြာလေးတွေလူတွေအမြင်မှာလူရှိလူခင်များတယ်ဒါပေမဲ့လည်းသဘောကျတဲ့သူစုနဲ့တာပြပြပနေတဲ့ပုံစံမျိုးလေးတွေရှိတယ်နှစ်ယောက်စလုံး energy ရလေဆိုတော့အဓိကကြရတဲ့သဘောတရားကြတော့သူ့ရဲ့မပြမြောက်သေးတဲ့အရာမျိုးတွေသူပိုင်ဆိုင်ခြင်းနဲ့ခိုက်တဲ့အမျိုးတွေနဲ့သူ့ရဲ့သွားနေတဲ့ခရီးအမှာကိုကဒီအဖတော်ဘွားအနေနဲ့မရှိမဖြစ်အစိတ်ပိုင်းတစ်ခုအနေနဲ့ပါဝင်နေတဲ့ဒါကြောင့်တစ်ဖက်လူကကိုယ်သဘောကျတယ်ဆိုတော့ energy မျိုးလေးတော့မြင်ပါတယ်ခင်ဗျာဆိုတော့ဒီ reading ကိုစုံနဲ့ချီပြခဲ့တယ်ဆိုရင်ကိုနဲ့ energy ကိုက်လားမကိုက်ဘူးလားဆိုတော့ comment ခဲ့ပြီးဖို့မြေတားရခံအပ်ပါတယ်ပြီးတော့ personal reading မေးချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram နံပါတ်ကနေပြီးတော့ဆက်သွယ်လို့ရပါပြီခင်ဗျာဆိုတော့ see you next video ပါဗျ